မင်္ဂလာပါရှင်။ The Hakka Time မြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ပြည်내လွှတ်တော်ကိုယ်စားလှယ်အဖြစ်ပြောင်းလဲသွားခြင်းသည်ရည်ရွယ်ချက်ရှိကြောင်းပြီးနီဆွေးလျံဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။9နှစ်အတွင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တာဝန်ထမ်းဆောင်ခဲ့ရမှာ2020ရွေးကောက်ပွဲတွင်ပြည်내လွှတ်တော်ကိုယ်စားလှယ်အဖြစ်ပြောင်းလဲရွေးခံရခြင်းသည်ရည်ရွယ်ချက်ရှိပြောင်းသွားခြင်းဖြစ်ကြောင်းပြီးနီဆွေးလျံကပြောကြားခဲ့ပါတယ်။ဇန်နဝါရီလ21ရက်နေ့ထုတ် Hakka Time သတင်းစာမှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့အခြေအနေကိုပြောပြခဲ့ပါပြီ။အဲ့ဒီလုပ်ငန်းတွေကိုပြည်ထောင်စုဘတ်ဂျက်ကနေလှုပ်ဆောင်ခြင်းဖြစ်ပါတယ်။ယခုပြည်내လွှတ်တော်ကိုယ်စားလှယ်အဖြစ်ပြောင်းသွားတာကတော့မိမိတို့ဒေသအတွင်းမှာထဲဝင်လုပ်ငန်းတွေဆောင်ရွက်ဖို့ပဲဖြစ်ပါတယ်။အရင်တုန်းကတော့နေပြည်တော်မှာအစည်းအဝေးထိုင်ပြီးဒေတာအတွက်လိုအပ်တဲ့အရာတွေကိုတောင်းဆိုခဲ့ပါတယ်။ယခုတော့မိမိတို့ဒေတာအတွင်းမှာထဲဝင်လုပ်ငန်းဆောင်ရွက်သွားနိုင်ဖို့ရည်ရွယ်ချက်နဲ့ပြည်내လွှတ်တော်ကိုယ်စားလှယ်မှာပြောင်းလဲသွားခြင်းဖြစ်တယ်လို့ပြီးနီဆွေးလန်က Hakka Time သတင်းဌာနကိုပြောကြားခဲ့ပါတယ်။သူမကဆက်လက်ပြီးတော့အစိုးရအလုပ်လျှောက်တဲ့အခါ25နှစ်ပြည့်သူဖြစ်ရမယ်စသဖြင့်ကတ်သက်ချက်ထားတာတွေရှိပါတယ်ချင်းလူမျိုးတွေကဆင်းရဲတဲ့အတွက်ပညာတတ်နေပါတယ်25နှစ်မှာဘွဲ့မရနိုင်ကြသေးဘူးဒါကြောင့်နှစ်30အထိတိုးပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါကိုလည်းအဆင်ပြေလာမယ်လို့ယူဆမိပါတယ်ဒါအပြင်ဟာကာနဲ့ထန်တလန်မြို့နယ်တွေမှာအသက်မွေးဝမ်းကြောင်းပြုနေတဲ့အခြေအနေတွေကိုလည်းပြုပြင်ပြောင်းလဲဖို့နဲ့အလေးပေးလေ့လာပေးဖို့လိုချင်ပါတယ်ဥပမာလိမ္မော်စိုက်ပျိုးခြင်းဝါဥစိုက်ပျိုးခြင်းလေယာမြများရေရရှိရေးလျှက်စစ်မီတောက်သုံးရေရရှိရေးနဲ့လမ်းပန်းဆက်သွယ်ရေးနဲ့ကျေးလက်ဒေသတွေမှာလမ်းပန်းဆက်သွယ်ရေးအခြေအနေကိုအထူးစီစစ်ချင်ပါတယ်လို့ပြောပြခဲ့ပါတယ်ထို့နောက်ပြီးနီဆွေးလျံကရမီရဖဖွဲ့ထားတဲ့နေရာမှာအမျိုးသားတွေပါဝင်ကြတဲ့ချင်းလူမျိုး90ရာခိုင်နှုန်းကအမျိုးသမီးတွေကိုထည့်သွင်းမစင်းစားချင်ကြဘူးတကယ်ဆိုလို့ရှိရင်ဘာသာရေးနိုင်ငံရေးလူမှုရေးအသင်းဖွဲ့များမှာအမျိုးသမီးတွေလည်းပါဝင်ခွင့်ရှိတယ်ဆိုတာပြသချင်ပါတယ်အမျိုးသမီးတွေကအမွေမဆက်ခံသင့်ဘူးဆိုတဲ့အချက်တွေကိုလည်းပညာရှင်တွေကနေဆွေးနွေးတိုင်ပွေဖို့ရည်ရွယ်ထားတဲ့အတွက်ပြည်သူ့လွှတ်တော်ကနေပြည်내လွှတ်တော်ကိုယ်စားလှယ်အဖြစ်ပြောင်းလဲသွားခြင်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်ပြီးနီဆွေးလျံသည်2020ခုနှစ်နိုဝင်ဘာလ10ရက်နေ့ရွေးကောက်ပွဲ၌ထန်တလန်မြို့နယ်မဲဆန္ဒနယ်မြေမှပြည်내လွှတ်တော်ကိုယ်စားလှယ်တွင်အနိုင်ရရှိသူတဦးလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ထန်တလန်မြို့တွင်နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားပြီးထိခိုက်ဒဏ်ရာရခြင်းမရှိတဲ့တဲ့တင်ကိုတင်ဆက်ပေးသွားပါမယ်။ချင်းပြည်နယ်ထန်တလန်မြို့အနီး၌ပူးထောင်ထရင်နွမ်းနောက်ကျောင်းဒီနေရာတွင်ဆောက်လုပ်ထားသည့်ပူရမ်ဂျဲထောင်အင်ကို2021ခုနှစ်ဇန်နဝါရီလ21ရက်နေ့တွင်မီးလောင်ကျွမ်းသွားကြောင်းသိရှိရပါတယ်။အိမ်မီးလောင်သွားတာကပူရမ်ဂျဲထောင်ရဲ့နေအိမ်ဖြစ်ပါတယ်။နှစ်ထပ်စလုံးပြကျသွားတဲ့ဘလောက်တန်ဖိုးဆုံးရှုံးတယ်လဲဆိုတာကတော့မသိသေးပါဘူးလို့ထန်တလန်မြို့ရဲစခန်းမှုပူးထားမှုက Hakka Time သတင်းဌာနကိုပြောပြခဲ့ပါတယ်။ထန်တလန်တွင်မီးလောင်မှုဖြစ်ပွားသည့်လူသေဆုံးဒဏ်ရာရရှိသူမရှိတော့လဲစိတ်၄ကောင်ခွေး2ကောင်နဲ့ကြက်10ကောင်မီးလောင်မှုတွေပါဝင်ခဲ့ပါတယ်။ပူရမ်ဂျဲထောင်အင်းဒီထန်တလန်မြို့မှာ4မိုင်အကွာတွင်ပေ24အကျယ်16ပေသွပ်ပြားအိမ်ဖြင့်ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။စပိုခန်းမှာမီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။2021ခုနှစ်ချင်းပြည်နယ်တွင်မီးလောင်ကျွမ်းမှု3ကြိမ်ရှိပြီဖြစ်ကြောင်းနဲ့ဟာခါတွင်3အိမ်ဖလန်းတွင်6အိမ်နဲ့ထက်တလန်မြို့တွင်1အိမ်ဖြစ်ပြီးလူ3ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ်။ထက်တလန်မြို့နယ်ကျုံးချာကျေးရွာတွင်မော်တော်ဆိုင်ကယ်ပြုပြင်ရေးတင်နန်းပြုလုပ်တဲ့တဲ့တင်ကိုတင်ဆက်ပေးသွားပါမယ်။ချင်းပြည်နယ်ထက်တလန်မြို့နယ်ကျုံးထျာကျေးရွာ၌ကျေးလက်ဒေတာဖွံ့ဖြိုးရေးဌာနမှမော်တော်ဆိုင်ကယ်ပြုပြင်ရေးတင်နန်းပြုလုပ်ပေးခဲ့ကြောင်းသိရှိရပါတယ်။ယခုမော်တော်ဆိုင်ကယ်ပြုပြင်ရေးကျင်းပခြင်းသည်ချင်းပြည်နယ်ကျေးလက်ဒေတာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကစီစဉ်ခြင်းဖြစ်ပြီးကျေးလက်ဒေတာရှိလူငယ်များမှအသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဤမော်တော်ဆိုင်ကယ်ပြုပြင်ရေးကို2021ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှ31ရက်နေ့အထိ14ရက်အတွင်းပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါတယ်။တင်နန်းတွေလူငယ်30ဦးခန့်ပါဝင်နေကြောင်းနဲ့ကျေးလက်ဒေသရှိလူငယ်များအနေဖြင့်အသက်မွေးဝမ်းကြောင်းပြုနိုင်ရန်စီစဉ်ခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဒီကနေ့ The Hakka Time မြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲရပ်နားတော့မှာဖြစ်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြကျန်းမာကြည်မှုကြပါစေရှင်။ကျမ Cherry ပါ။